ဟာကြော်ကြီးတို့သားဖပါလားဘယ်သွားမလို့တော့ကွာအော်ဒီနေ့သားလေးမွေးနေလေတက်နိုင်သလောက်အလူလုံးကြီးနဲ့သားလေးကိုမုံစားတွေပါလိုက်ဖို့မလို့ပါဗျဒါနဲ့မင်းမေရောနေကောင်းလားသိပါဦးဦးလေးရာဟာမသိဆိုမင်းမရောက်ပြေဘူးလားကွာမရောက်ဆို2 နှစ်လောက်ရှိပြီဗျဘာလို့လဲကွယ်ဘာလို့ရမလဲဗျပတ်စံ9000ကြည့်ထားတာအဲ့ဒါပြန်သွားတောင်းလို့တဲ့ပြောလွတ်လိုက်တာဗျအဲ့ဒါကြောင့်စိတ်ဆိုးရတယ်မသွားဘူးဆိုလဲ2 နှစ်လောက်ဘာများဖြစ်လို့ချီးတာလဲကွယ်လက်တေချာတော့မသိပါဘူးဗျနေမကောင်းလို့ဆိုလားဘာလို့ဆိုလို့သိပါအချိန်ရရင်ခဏတော့ထိုင်မအောင်လားကွယ်လက်ဆောင်လေးပေးအောင်မယ်လေရော့ကွာဒီရုံမှာကရာဇဝင်ကြီးအများကြီးရှိတယ်ကွာအဲ့ဒါကြောင့်မင်းကိုခေါ်ပေးတာဟုတ်သလားဘာတွေများတော့ဗျလွန်ခဲ့တဲ့နှစ်20လောက်ကအမျိုးသမီးတယောက်ကဦးလေးစီမှာပတ်စံ30လာချီမှုတယ်ကွာဗျာအဲ့တော့ပမာဏအများကြီးဆိုတော့ဦးလေးမချိပေးလိုက်ဘူးမလားပြောရရင်တော့ဦးလေးလည်းမချိချင်ဘူးပေါ့ကွာပမာဏအများကြီးဆိုတော့လေဒါပေမဲ့လေကူညီပါအောင်ရှင်အကူကြီးမှမကူညီလို့ရှင်ကျမသားလေးဆုံးမသွားတော့မှာငါလည်းချိချင်ပါတယ်အေးပတ်စံပမာဏမနေဘူးဟာမဆက်မှာတော့မပူပါနဲ့ရှင်ကျမဒီပတ်စံမှပြန်မဆက်နိုင်အကူကြီးအိမ်မှာကြုံလားခံပါမယ်ကူညီပါအကူကြီးရယ်ကူညီပါနော်ချစ်ချင်ရတာဖြစ်တော့ကွာကဲလဲကဲကောင်းပါတယ်လေအေးကျေးဇူးကြီးမပါတယ်ကူကြီးရယ်ကျမသားလေးစာကျမဦးချခဲ့ပါတယ်ကူအော်အဲ့ဒီမျိုးသမီးကသူ့သားကိုတော်တော်ချစ်တာပဲနော်ချစ်တာပေါ့ကွာချစ်လို့လေ तू ရအောင်ပြန်ဆက်ခဲ့တာကွာဒါပေမဲ့ဦးလေး तू စကားကိုနားရရကိုမထွက်ဘူးသူ့သားလေးနေမကောင်းလို့ချီးခဲ့တာဆိုတော့တဲ့ तू ပြန်မဆက်ပြီးရင်သူ့သားလေးတန်တရားဝကြွေးလွယ်နေမှာတဲ့စေကူရတဲ့သူ့သားလေးနာမည်ကကျော်ကောင်းဟန်တဲ့ဗျာဒါဆိုကျွန်တော်အမေပေါ့အမေတားမပါအမေဗျာတားမမလားဖွားဖွားစီသွားအောင်တို့လူတိုင်းမိဘမြတ်တာကိုသိတတ်ကြပါစေရှင်